သခင်ယေရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့ရှမဿဲခရစ်ဝင်အခန်းကြီး20ဖြစ်ပါတယ်ရှမဿဲခရစ်ဝင်အခန်းကြီး20ဥပမာကကောင်းကင်နိုင်ငံတော်သည်စပြည့်ဥယျာဉ်ကိုလှုပ်ဆောင်သောသူတို့ကိုငှားခြင်းကနက်နက်စောစောထပ်သွားသောအိမ်ရှင်နှင့်တူ၏ထိုသူသည်တနေ့လင်ဒီနာယိတပြားစီပေးမည်ဟု၍လှုပ်ဆောင်သောသူတို့နှင့်ဝန်ခံပြီးမှစပြည့်ဥယျာဉ်သို့ဆေလွတ်လေ၏နက်နက်တစ်ချက်ဒီအချိန်၌ထွက်ပြန်လျင်အခြားသောသူတို့သည်အလုတ်ကိုမလုပ်ဈေး၌ရက်နေသည်ကိုမြင်၍သင်တို့လည်းငှစပြည့်ဥယျာဉ်သို့သွားကြတော်လျော်စွာငါပေးမည်ဟုဆိုလျင်ထိုသူတို့သည်သွားကြ၏တဖန်နှစ်ချက်ဒီအချိန်တဖန်သုံးချက်ဒီအချိန်၌ထွက်၍ရှေ့နီးအတူပြုလေ၏7 နာရီအချိန်၌လည်းထွက်ပြန်လျင်အခြားသောသူတို့သည်အလုတ်ကိုမလုပ်ရက်နေသည်ကိုတွေး၍သင်တို့သည်တစ်နေ့လုံးအလုတ်ကိုမလုပ်ဘဲဤအရက်၌အဘယ်ကြောင့်နေကြသနည်းဟုမေးတော့ထိုသူတို့ကကျွန်တော်တို့ကိုအဘယ်သူမျှမငားပါဟုပြောဆိုကြလျင်သင်တို့လည်းငှစပြည့်ဥယျာဉ်ကိုသွားကြတော်လျော်စွာရကြလိမ့်မည်ဟုဆိုလေ၏ညအချိန်ရောက်သောအခါစပြည့်ဥယျာဉ်ရှင်ကလှုပ်ဆောင်သောသူတို့ကိုခေါ်ခဲ့လော့နောက်ဝင်သောသူမှဆ၍အရင်အဦးဝင်သောသူတိုင်အောင်အခကိုပေးလော့ဟုမိမိစည်းကိုမှားလိုက်လေ၏ထို့ကြောင့်7 နာရီအချိန်၌ဝင်သောသူတို့သည်လာ၍ဒေနာယိတပြားစီခံကြ၏အရင်ဝင်သောသူတို့သည်လာကြသောအခါငါတို့သည်တာ၍ရမည်ဟုစိတ်ထဲမှထင်မှတ်တော်လေဒေနာယိတပြားစီခံရကြ၏ထိုတို့ခံပြီးလေအင်ရှင်ကိုကဲ့ရဲ့ပြစ်တင်၍နောက်ဝင်သောသူတို့သည်တနာယီခန့်မြတ်တာလှုပ်ဆောင်တော်လေတနေ့လုံးအမှုဝင်ကိုထမ်းရွက်၍နေပူစင်းရဲခံရသောအကျွန်ုပ်တို့နှင့်အညီအမျှကိုတော်စီရင်ပါပြီတကားဟုဆိုကြ၏အင်ရှင်ကလည်းအဆွေတင်၌မတရားသောအမှုကိုငါမပြုဒေနာယိတပြားကိုအမှတ်ပြု၍တင်သည်ငါနှင့်ဝန်ခံသည်မဟုတ်လောတင်၏ဥစ္စာကိုယူ၍သွားလောနောက်ဝင်သောသူတို့အားတင်နှင့်အညီအမျှပေးခြင်းငါအလိုရှိ၏ငါသည်ကိုဥစ္စာကိုပြုလို့တည်းမပြုရသလောငါတဘောကောင်းသောကြောင့်တင်သည်အမျက်မုန်းကြိုးရသလောဟုဆိုလေ၏ထိုနည်းတူနောက်ကျသောသူတို့သည်အရင်ကြလိမ့်မည်အရင်ကြသောသူတို့သည်နောက်ကြလိမ့်မည်ခေါ်တော်မူသောသူအများရှိတော်လေရွေးကောက်တော်မူသောသူနည်းသည်ဟုမိန့်တော်မူ၏ယေရှုသည်ယေရုရှလင်မြို့သို့တိုက်ကြွတော်မူစဉ်လမ်းခရီး၌တစ်ကြိမ်နှစ်ပါးသောတပည့်တော်တို့ကိုစိတ်ကြွယ်ရာအရက်သို့ခေါ်၍ငါတို့သည်ယေရုရှလင်မြို့သို့ယခုသွားကြ၏လူသားသည်ယဇ်ပုရောဟိတ်အကြီးကျမ်းပြုဆရာတို့လက်သို့ရောက်လိမ့်မည်ထိုသူတို့သည်တေပြစ်ကိုစီရင်ကြလိမ့်မည်လူသားအားပြည့်ရပြုခြင်းရိုက်ပုတ်ခြင်းလက်ဝါးကတိုင်မှရိုက်ထားခြင်းကိုပြုစီခြင်းကတပါးအမျိုးသားတို့လက်သို့အနံ့ကြလိမ့်မည်သုံးရမြောက်သောနေ့၌ထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏ထိုအခါဇေဗေဒဲ၏သားတို့အမိသည်သားတို့နှင့်အတူအထံတော်သို့ချဉ်၍ပြုတ်ဝတ်လျက်ဆုကျေးဇူးကိုတောင်းပန်လေ၏ကိုတော်ကတင်သည်အဘယ်ဆုကျေးဇူးကိုအလိုရှိသနည်းဟုမေးတော်မူတော့ကိုတော်၏နိုင်ငံတွင်ကျမ၌ဤသားနှစ်ယောက်တို့သည်လက်ရတော်ဘက်၌တယောက်လက်ဝဲတော်ဘက်၌တယောက်ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟုလျှောက်လေ၏ယေရှုကလည်းသင်တို့သည်အဘယ်သို့တောင်းပန်သည်ကိုသင်တို့မသိကြငါတောက်ရသောခွက်ကိုတောက်ခြင်းငါ၎င်းငါခံသောဗတ္တိဇံကိုခံခြင်းငါ၎င်းသင်တို့သည်တက်ဆွမ်းနိုင်သလောဟုမေးတော်မူ၏အကျွန်ုပ်တို့သည်တက်ဆွမ်းနိုင်ပါ၏ဟုလျှောက်ကြသောငါဤခွက်ကိုသင်တို့သည်တောက်ရကြလိမ့်မည်ငါခံသောဗတ္တိဇံကိုလည်းသင်တို့သည်ခံရကြလိမ့်မည်သို့တော်လည်းငါဤလက်ရပဲလက်ဝဲဘက်မှထိုင်ရသောအခွင့်ကိုကအချင်းသူတို့အဖို့အလို့ငါခမဲတော်ပြင်ဆင်၏ထိုသူတို့အားသာငါပေးပိုင်သည်ဟုမိန့်တော်မူ၏အခြားသောတပည့်တော်တစ်ကျိပ်တို့သည်ကြားသိလျင်ထိုညီအကိုနှစ်ယောက်တို့ကိုအမျက်ထွက်ကြ၏ယေရှုသည်ထိုသူတို့ကိုခေါ်တော်မူ၍သင်တို့သိသည့်အတိုင်းလောကီမင်းတို့သည်အစိုးတရားပြုတတ်ကြ၏အကဲအမှုတို့သည်အာဏာထားတတ်ကြ၏သင်တို့မူကားထိုသို့မပြုကြနှင့်လူသားသည်သူတစ်ပါးကိုစေစားခြင်းငါမလားသူတစ်ပါးအစီကိုခံခြင်းငါ၎င်းမိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းငါ၎င်းကြွလာသည်ဖြစ်၍ထိုနည်းတူသင်တို့တွင်အကဲအမှုပြုလိုသောသူကိုသင်တို့အစီခံဖြစ်စေသင်တို့တွင်အထွတ်အမြတ်လုပ်ချင်သောသူကိုလည်းသင်တို့တွင်ဖြစ်စေဟုမိန့်တော်မူ၏ယေရီခေါမြို့မှထွက်သွားကြစဉ်တွင်လူများအပေါင်းတို့သည်နောက်တော်သို့လိုက်ကြ၏ယေရှုသည်ကြွသွားတော်မူကြောင်းကိုလမ်းနားမှထိုင်နေသောလူကန်းနှစ်ယောက်တို့သည်ကြားရလျင်
ဒါဝိဤသားတော်အရှင်အကျွန်ုပ်တို့ကိုကယ်မတနာတော်မူပါဟုဟစ်ကြော်လီထိုသူတို့ကိုတိတ်ဆိတ်စွာနေစေခြင်းကလူအစုအဝေးတို့သည်ငှောက်၍ဆိုကြတော်လေဒါဝိဤသားတော်အရှင်အကျွန်ုပ်တို့ကိုကယ်မတနာတော်မူပါဟုတာ၍ဟစ်ကြော်ကြ၏ယေရှုသည်လည်းရက်တော်မူလျက်ထိုသူတို့ကိုခေါ်၍သင်တို့၌အဘယ်သို့ပြုစီလိုတနည်းဟုမေးတော်မူလျင်သခင်အကျွန်ုပ်တို့မျက်စိကိုပွင့်လင်းစေခြင်းကပြုတော်မူပါဟုလျှောက်ကြတော့ယေရှုသည်တနာချင်းစိတ်တော်ရှိ၍သူတို့မျက်စိကိုလက်နှင့်တို့တော်မူ၏ထိုခဏချင်းတွင်ထိုသူတို့သည်မျက်စိမြင်၍နောက်တော်သို့လိုက်ကြ၏အားလုံးပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ